야, 히사시부리야. 디 vlog 테마로 인하대 부분만 self controlကောင်းလာပါရီ။ဒါအသွားအပြန်နဲ့စောင့်တဲ့အချိန်မှာစာအုပ်ဖက်ဖြစ်အောင်ဖက်တယ်။ဒါမဲ့ထိုင်ကုန်လည်းရ view လေးလည်းကောင်းတော့ခဏတော့ငေးလိုက်သေးတယ်။မနေ့ကနေအောင်ကြီးနဲ့ရှုခင်လေးတွေငေးရတာလည်းလိုအပ်တဲ့အရာတစ်ခုပဲလေ။ဘလို့ပြန်လိုအပ်ပင်ပန်းနေဒါမဲ့လေဘွားတော့နားရမရှိအမေအစာပြေစားပြီးအဲ့ရောက်မှာစာတော့ဖက်တယ်နားရင်းနဲ့သမင်းစားပြီးတော့ဖို့ coffee စတင်လုပ်ထားတယ်။မဆိုးအနိုင်တော့တော်လေးမွေးနေရပဲ။အခုကြည့်ရင်တော့ညတော့ကောင်ပြန်တော့ချင်လာပြီ။ညတော့ကောင်ကတော့တော့လို့မဖြစ်ဘူး။စာအုပ်ဖိုင်ခဏနားရတယ်။လူကညောင်းနေဗျာ။တောက်ချပါဦး။စာအုပ်နဲ့ coffee ဟာ perfect ။လုံးဝပြည့်စုံတယ်။ပြီးတော့အိမ်စာလေးပြန်နှွေးတယ်။မင်းညရေတော့ရေးထားပေမဲ့တိတ်ချမမမိပါဆိုလို့။ကျောင်းမှာဝိုက်စာတဲ့လုံးတော့အဲ့ဒါသမင်းဘူးထဲရတယ်။ကတိဒီနေ့ကနေနေကြနေ။ Yuki သူချကြပါလား။နင်းကလည်းဘယ်လိုပြောလဲရေခဲတုံးလိုမျိုးချက်ချင်းရေဖြစ်သွားတာ။ကျောင်းမှာစောတင်ရှယ်ငိုက်တန်းထဲမှာတော့ဟာငါရဲ့ကြည့်လို့ကပြန်ရောက်ရင်ခဏနာပြီးမှနောက်နေ့အတွက် shopping တော့ဝယ်နောက်နေ့စားဖို့အတွက်ကျေအောင်တွေပျောက်တဲ့ညမှာအပြင်လောကရထလာသူအမေလူကလည်းထွေးဖြည်းနဲ့နေတတ်လာတော့ပဲတည်မလားကိုရောစာကိုပို့လို့ဖို့အယုံဆိုင်နေတယ်ပြီးတော့ content တွေလည်းအယုံဆိုင်နေတာမဲ့လိလာစရာများသေးတယ်ဗျာဒါပေမဲ့အရင်ကစားတော့ပို့ပြီးမှ control ကောင်းလာရင်တော့အချိန်ဖြုံးမိနေတာမဲ့လည်းအတက်နေဆုံးအရင်ကစားဖို့လုပ်တယ် bye bye